္ဂလာပါဒီနေ့ကတော့ဒီခက်တစ်ကလေးကို unboxing လုပ်ပြီးမှာပါဒီခက်ကလေးကကြတော့ဒါ love affirmation ပေါ့နော်ဒီခက်ကိုဒီလိုမျိုးအချစ်ရေး love and relationship တွေနေရာမှာအများဆုံးသုံးပြုတယ်ပြီးတော့ပို့ပြီးတော့လည်းအထောက်အကူပြုတယ်ပေါ့နော်ဒီမှာဆိုရင်ဒါလေးကိုအရင်တုန်းကတည်းကလိုချင်ခဲ့တာအခုတော့ဝယ်ဖြစ်သွားတယ်ပေါ့နော်သူ့ကိုဝယ်တာဘယ်လောက်လဲဆိုလို့ရှိရင်386ဘတ်ပေးခဲ့ရတယ်ပေါ့နော်အဲ့တော့အခုဒီဟာလေးကို unboxing လုပ်ပါမယ်တူတူကြည့်ရအောင်ပေါ့နော်နောက်နေ့ကျလို့ရှိရင်တော့ဒီခက်လေးနဲ့အဲ့လိုအချစ်ရေးrelationship ပေါ့နော် relationship တဲ့ပတ်သက်တဲ့ reading လေးတွေလုပ်ပြပါမယ်လေးရဘလို့လေးလေချစ်စရာလေးပါကွယ်သူ့ရဲ့ဘူးပုံစံကြီးအိုးဒီလိုလေးလက်ရတာဒီโอ้โอ้ဒီလိုလေးချစ်စရာလေးဒီလိုလေးလက်ရတာပေါ့နော်သူကဒီလိုလေးကဲသူ့ရဲ့ခက်လေးကိုကြည့်ကြည့်ရအောင်သူကကြတော့အဓိကဘာလဲဆိုတော့ပေါ့နော်ဒီအချစ်ရေးဒီ relationship တွေမှာသူကကြတော့ guidance ပေးတဲ့ပုံစံမျိုးပေါ့နော်ကိုလက်ရှိကို relationship မှာဘယ်လိုမျိုးတွေဖြစ်နေတယ်ဘယ်လိုမျိုးလေးတွေပြင်လိုက်ရင်တော့တယောက်နဲ့တယောက်အဆင်ပြေသွားမယ်လို့အဲ့လိုမျိုးဒီ relationship နဲ့ပတ်သက်ပြီးတော့ guidance ပေးတဲ့နေရာမျိုးမှာသုံးသင့်တယ်ပေါ့နော်ဥပမာသူနဲ့ကိုနဲ့ကြားမှာဘယ်လိုမျိုးတွေလွဲနေတယ်အဲ့ဒါလေးကိုအဆင်ပြေဖို့အတွက်ဘယ်လိုမျိုးလေးတွေဒီနေ့စဉ်ပေါ့နော်ကိုသူနဲ့ကိုနဲ့အဆင်ပြေမဲ့နည်းလမ်းလေးရှာဖွေပြီးတော့လုပ်တင်တယ်အခုချိန်မှာကိုကအဲ့လိုမျိုးအကောင်းမြင်တင်တယ်အဲ့လိုမျိုးလေးတွေပေါ့နော်တချို့ကကြတော့ relationship မှာကိုကဒီ relationship တာဖြစ်နေပေမဲ့ဒီ present မှာမရှိဘူးပေါ့နော်အတိတ်ကိုပြန်ရောက်နေတာမျိုးတွေအဲ့ဒီလိုမျိုးတွေကိုလွန်ကဲနေနေတော့ကိုသတိပေးမယ်ပေါ့နော်အဲ့လိုနေရာမျိုးမှာတုံးတာပါကဲနောက်နေ့ကျရင် relationship ကိုဒီခက်လေးတွေနဲ့ကြည့်ပေးပါမယ်ကျေးဇူးတင်ပါတယ်